အားလုံးပဲဒီခါကျတော့ပန်းခေါင်းလောင်းချုပ်နီးလေးကိုတင်ပေးလိုက်ပါတယ်ဒါလေးက3လက်မခွဲပတ်လဲ4000လေးကိုအရင်လေးညှက်ထားပါတယ်ညှက်ထားပြီးတော့မှမလားဘက်နဲ့အလားဘက်ရှိပါတယ်အဲ့ဒါအလားဘက်ကနေတင်ပြီးတော့ချုပ်ရမှာပါเนาะအခုဒါ4000ဆက်ဆက်ကလေးကိုညှက်ထားပြီးပါတယ်ညှက်ထားပြီးတော့အခုဒီဘက်အချမ်းကမလားဘက်အချမ်းပါမလှဘက်အချမ်းကမချုပ်ပါဘူးလှဘက်ချမ်းကနေတင်ပြီးတော့ချုပ်မှာပါเนาะအဲ့တော့လှတဲ့ဘက်အချမ်းနေပြီးတော့တောင်လေးကနေပြီးတော့ကျိုးလေးကိုတင်ပြီးတော့ခေါက်ကျိုးလေးချုပ်မှာပါဒီချုပ်နည်းလေးကတော့လူတိုင်းချုပ်တတ်ပါတယ်ဒါပေမဲ့ဒါလေးကကုပန်းကျက်သီးထိုးရင်းနေမို့လို့ဒါလေးကိုချုပ်နည်းလေးတစ်ခါလေးချုပ်ပြလိုက်တာပါသုံးခွဲကစိုက်ကြီးလေးချုပ်ပြထားတာပါအဲ့ဒီကျိုးလေးနဲ့တောင်လေးကိုတောင်လေးကိုထိအောင်အရင်ဆုံးပိတ်ပြီးတော့ချုပ်လိုက်ပါတယ်เนาะဒါပထမဦးဆုံးကတော့ဒီမှာဒါပထမဦးဆုံးကတော့တုပ်လိုက်ပါတယ်တုပ်ပြီးတော့နေပြီးတော့တောင်လေးထိရောက်အောင်လို့မှချုပ်မှာပါတောင်းရောက်ရင်ကွေ့ပြီးတော့ချုပ်မှာပါခဏနေချုပ်ချောင်းလေးပြပေးပါမယ်เนาะဒီအကြောင်းလေးအခုအကြောင်းလေးချုပ်နေလို့ရှိရင်အောက်ကကျိုးနာတိမချုပ်ပဲနဲ့အစတွေပြန်ထုတ်လို့ရအောင်တစ်လက်မလောက်ခြံထားပါနော်တလက်မလောက်ခြံထားပြီးတော့ဒီနေရာမှာကုတာမှာကျမချုပ်တဲ့နေရာလေးကိုပြပါမယ်နော်ကုတာလူထိတ်ကနေပိတ်ချုပ်တယ်ပြီးရင်ဒီဘက်ကိုကွေချုပ်တယ်ပြီးလို့ရှိရင်ဒီဘက်မှာတလက်မလောက်မှာတုပ်ထားလိုက်ပါပြီအဲ့ဒီလိုပုံစံလေးကိုတောင်လေးတွေကိုအစာလေးတွေကိုဖြတ်ထုတ်လိုက်ပါတယ်ဖြတ်ထုတ်ပြီးတော့မှအဲ့တောင်လေးတွေနဲ့အစာလေးတွေကိုအထဲထဲကိုကျမတို့ကကျိုးကနေဆွဲထုတ်လိုက်မှာပါနော်အခုဒါအဲ့ဒီခောက်စာလေးတွေကနေကျမကဒီတောင်လေးကိုခောက်ချူးလေးကိုဇာကနာလေးနဲ့ညှက်ပြီးတော့အထဲထဲကိုလှိပ်ပြီးတော့ထုတ်မှာပါနော်ထုတ်ပြီးသွားလို့ရှိရင်အခုကျိုးမြင်ရတဲ့ကျိုးလေးကနေပြီးတော့မြင်ရတဲ့ကျိုးဒီနေရာလေးမှာကျမကအပြင်ကိုထုတ်ပြီးမှဒါကျိုးစာလေးကိုအထဲထဲကိုပြန်သွင်းလိုက်ပြီးတော့နေရာကျအောင်လုပ်ပြီးမှကြံနေတဲ့ဒီတလက်မလေးကိုဖိချုပ်လိုက်တာပါနော်ဖိချုပ်လိုက်ပြီးတော့မှကျိုးအကုန်ဆွဲထုတ်လိုက်ပါတယ်ဒါဆိုရင်တော့ခေါင်းလောင်းပုံလေးရပါပြီဒါကတော့3လက်မခွဲ size ဆိုတော့ size ကနည်းနည်းအကြီးဖြစ်ပြီးတော့အင်ကြီးတွေမှာတန်ရင်တော့လှပါတယ်ကျမလုပ်ပြတယ်ဒီနက်ပြာရောင်လေးတွေကတော့3လက်မ size ပဲဖြစ်ပြီးတော့မှ size သေးဖြစ်ပြီးတော့ပန်းကျဲလေးနဲ့သုံးလို့လုပ်ထားတာပါเนาะဒါဆိုရင်တော့အားလုံးလိုက်လုပ်ကြည့်ကြပါဒီဟာလေးတွေက3လက်မ size ပန်းခေါင်းလောင်းလေးတွေပါပန်းကျဲသေးလေးတွေနဲ့တက်မှာပါเนาะဒါဆိုရင်လိုက်လုပ်ကြည့်ကြပါအားလုံးအဆင်ပြေကြပါစေเนาะ